ရုတ်နိုင်ငံရုရှားနိုင်ငံကောင်းကောင်းသိဖို့လိုအပ်တယ်သမရထွန်းသူ့ဟာသူပန်ပါတယ်ကျွန်တော်ကတော့သမရထွန်းကိုဘာမှပြောစရာအကြောင်းမရှိဘူးသမရထွန်းဒီသူစဉ်းစားပုံနဲ့သူလုပ်ပုံဟာကျွန်တော်တို့မသိတဲ့ပုံစံတွေဖြစ်နေတယ်နောက်သူဒီအမေရိကန်ပြည်သူတွေမဲပေးထားတာဖြစ်တဲ့အတွက်သူဒီရွေးချယ်ထားတဲ့ပြည်သူရွေးချယ်ထားတော့ဒီမိုကရေစီအစိုးရရဲ့သမရဖြစ်တယ်အဲ့တော့သမရထွန်းဒီမှန်တယ်လို့ပဲကျွန်တော်ကတော့ထောက်ခံရလိမ့်မယ် ICJ မှာကျွန်တော်ကတော့ဂမ်ဘီယာဘက်ကပဲအားပေးမယ်ဂမ်ဘီယာနိုင်ပါစီလို့လည်းဆုတောင်းတယ်အဲ့ဒါမှသာလျှင်ဆေးအာနာရှင်ကိုကျွန်တော်တို့ကတရားဥပဒေအရအရေးယူလို့ရမှာအီလွန်မတ်စ်မပြောက်ပါဘူးအီလွန်မတ်စ်ကနောက်3နှစ်အတွင်းမှာကမ္ဘာပေါ်မှာစက်ရုပ်လူသားတွေအများကြီးပေါ်လာပြီးတော့လူသားတွေနေရာကိုအစားထိုးတော့မယ်စက်ရုပ်တွေကကျွန်တော်တို့ခွဲစိတ်ခန်းမှာဆရာဝန်နေရာတွေကိုအစားထိုးပြီးတော့ခွဲစိတ်မှုတွေလုပ်တော့မယ်ဆိုပြီးတော့ human right လားမသိဘူးပြော human boy လားမသိဘူးသူကစက်ရုပ်တွေထွင်နေတယ်အဲ့တော့အဲ့ဒါမျိုး Elon Musk ကပြောနေပါတယ်သူကပြီးတော့လကဘာပေါ်မှာသူကဟိုတယ်သက်ဆောင်မှာအဲ့တော့လကဘာမှာဟိုတယ်သက်ဆောင်မယ်ဒီအားလုံးပဲမင်္ဂလာပါခေတ်သိပ်ပေးကနယူး channel မှာကြိုဆိုပါရစေဒီကောင်းတွေကိုနေ့စဉ်ခန်းစားကြည့်ပါဒီတယောက်ကိုဘယ်နှသန်းလဲမသိပေးရမယ်အဲ့ဒီလကဘာမှာတပတ်ပေးနေမယ်ဟိုတယ်သက်ဆောင်နေပြီအဲ့တော့မကြခင်လကဘာမှာလူသားတွေနေတော့ဖို့သူကစူးစမ်းနေပြီအဲ့တော့ Elon Musk ကအလွန်အမတန်ကြီးကျယ်တဲ့အလုပ်တွေအများကြီးလုပ်နေပါတယ်ဒါကျွန်တော်တို့လုံးဝမမီတဲ့လကဘာဘုံတောင်သူကဟိုတယ်ဆောက်ပြီးတော့ဒီလကဘာကို tourist လုပ်ငန်းကိုသူလုပ်တော့မှာEU အနေနဲ့ကအခုအချိန်မှာအမေရိကန်နဲ့ဖြစ်တဲ့အကွဲပြဲရေရုရှားရဲ့ချိန်ချောက်မှုတွေကြောင့်သူတို့ရဲ့နိုင်ငံမှာစစ်စရိတ်တွေအများကြီးသူတို့သုံးရတော့မှာဖြစ်တဲ့အတွက်သူများနိုင်ငံတွေကိုကူညီမဲ့ပတ်စံတွေကိုယော့သွားဖို့များနေတယ်ကျွန်တော်တော့သိအားကိုးရမယ်လို့မထင်ဘူးအဲ့တော့မောင်ရီခဲတွေရဲ့လုပ်ရက်ကတော့ဒါအမေရိကန်နိုင်ငံမှာတရားစွဲတင်မှုတွေအများကြီးဖြစ်လာမှာပါဒါကတော့ဟုတ်ပါတယ်အာနာရှင်တွေကိုလူခွဲတာဆိုတဲ့အယူဝါဒလည်းပြောလို့ရသလိုလူဖြူတွေဆိုတာတဲ့လူဖြူအစွန်းရောက်ညာစွန်းတွေအာနာရလာပြီးတော့ညာစွန်းတွေကသူတို့လည်းအာနာရှင်ပုံစံနဲ့နေကြတော့ဟိုဘက်ကအာနာရှင်ကိုစိန်ခေါ်တာပေါ့အဲ့လိုလည်းပြောလို့ရပါတယ်ပြောချင်တာကအာနာရှင်လက်ရစွန်းတွေပေါ့ကျွန်တော်မိတ်ဆွေတယောက်ပြောတဲ့စကားလေးကိုမျှဝေပေးခြင်းတယ်မင်းတို့ဥရောပငါတို့ကဘာလာလုပ်ရမှာလဲတဲ့မင်းတို့နိုင်ငံမှာလှုပ်ရှားလို့မှမရတာတဲ့မင်းတို့နိုင်ငံမှာနိုင်ငံသားတွေနဲ့တိုင်ပတ်နေပြီးဆင်းရဲနေပြီတဲ့ဥရောပကဘာထွင်တယ်လို့လဲတဲ့ဘာလို့သူတို့ကအာနာရှင်နိုင်ငံတွေမှာပဲချမ်းသာလာတဲ့လူတွေလीဒီဥရောပမှာလာပြီးတော့သူတို့ရဲ့ငွေမဲနေနဲ့စီးပွားရေးလုပ်လို့မရဘူးအာနာရှင်တွေနဲ့လက်ပေးလက်ယူလုပ်ပြီးပေါင်းစားလို့မရဘူးဒါကြောင့်သူတို့ကဒူဘိုင်းကိုပြေးတာဒူဘိုင်းကကြတော့ပတ်စံပါလာရင်အကုန်လုံးလို့ရတယ်ဒါပေမဲ့သူပြောတဲ့အတိုင်းအမှန်ပဲဆိုရင်အဲ့လိုမျိုးဥရောပလည်းအဲ့လိုအာနာရှင်ဆန်တဲ့လက်ရနိုင်ငံရေးသမားတွေဖြစ်လာရင်ဖြစ်လာမှာပေါ့ပြောချင်တာကစနစ်တစ်ခုဆိုတာအမြဲတမ်းမတည်ငြိမ်ဘူးလေအစနစ်အရာပြည်သူတွေကမကြိုက်တော့ဘူးဆိုရင်အစနစ်ကိုပြည်သူတွေကပြောင်းယူမှာပေါ့အဲ့တော့လက်ရဆုံးဖြစ်တဲ့ဒီလက်ရသမားတွေမက်ဂါတွေအုပ်ချုပ်တဲ့ဥရောပကြီးဖြစ်လာနိုင်တယ်ကျွန်တော်တို့မျှော်လင့်ထားမှာနောက်10နှစ်အတွင်းမှာဥရောပမှာလည်းအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဲ့သို့နိုင်ဂျယ်ဖာရက်ကဲ့သို့မစ္စစ်လီပင်းကဲ့သို့ခေါင်းဆောင်တွေပေါ်လာရင်အဲ့ဒီချိန်ကျရင်လေသူတို့ပြောသလိုပဲဒူဘိုင်းတို့နဲ့ဆိုတဲ့ကိုဂျိုးရှိပါရှာမဲ့ကိစ္စတွေဖြစ်လာမယ်အဲ့ဒီချိန်ကျရင်ကနတော့ကလို့သူတို့ပြောတဲ့စကားတွေနဲ့ပြောင်းပြန်ဖြစ်မယ်ဆိုတာမျိုးတွေတွေ့လာရပါလိမ့်မယ်ဒါကတမိုင်းချောင်းရဲ့ရေစီးချောင်းရပြောင်းလဲလာတာကိုကျွန်တော်တို့တားလို့မရဘူးကျွန်တော်ပြောသလိုကျုံပိုင်ရှင်ခေတ်ကနေဒီနေ့ကြေးခေတ်ကျုံခေတ်ကနေဘူဇွာခေတ်ရင်းရှင်ခေတ်အလုတ်သမားခေတ်ဒီမိုကရေစီခေတ်လိုပဲနောက်ထပ်ဒီမိုကရေစီအသစ်ဆန်းတစ်ခုပေါ့လက်ရဆုံးရင်းတော့မက်ဂါများအုပ်ချုပ်တော့ Make America Great Again ကဲလို့ပဲ
ကိုယ်နိုင်ငံပထမဦးစားပေးမူဝါဒပေါ့အာဏာရှင်တွေကသူတို့ပဲဦးစားပေးတာလေကဘာကြီးကိုယူမဆိုင်ဘူးဒါကြောင့်အာဏာရှင်နိုင်ငံတွေကဘယ်နိုင်ငံမှဘယ်ဒုက္ခတွေမှလက်မခံဘူးအဲ့ဒီမူဝါဒကိုဥရောပနိုင်ငံတွေလည်းကင်ဆွဲလာပါလိမ့်မယ်အဲ့တော့ပြောချင်တာကတိုးတက်သောဒီမိုကရေစီလက်ရရင်းသောဒီမိုကရေစီခေါင်းဆောင်တွေဥရောပကိုခေါင်းဆောင်လာပါလိမ့်မယ်အဲ့ဒါအပြောင်းလဲပဲအဲ့ဒီအချိန်ကျမှလက်ဝဲသမားတွေကလူခွင့်ရေးဒီမိုကရေစီရေး benefit အရေးတွေလာပြောရင်အဲ့လူတွေအကုန်လုံးဖမ်းပြီးပြန်ပို့ပါလိမ့်မယ်တပတ်ပါပဲခီးစဉ်ကတပတ်ပဲကြာမှာပါအမှန်ကတော့ immigrant တွေကြောင့်ရှေ့မရောက်တာမဟုတ်ပါဘူး immigrant တွေကအကြောင်းပြခံရတာပါအဓိကသူတို့ရဲ့နိုင်ငံရေးခေါင်းဆောင်တွေရဲ့ဥပဒေကြောင့်ဥဆောင်မှုအသုံးမကျလို့ဘဲရွေးတာတွေမမှန်လို့ရှေ့ရေးကိုအမျှော်မြင်နေလို့ဖြစ်တာပါအဲ့တော့သူတို့ရဲ့နိုင်ငံရေးသမားတွေနိုင်ငံခေါင်းဆောင်တွေရဲ့အားနည်းချက်ကို immigrant နဲ့လက်ညှိုးထိုးပြီးတော့အပြစ်ရှာတာပါ immigrant ကြောင့်မဟုတ်ပါဘူးကျွန်တော်ကတော့အာဆီယံခေါင်းဆောင်တွေကလေသံပဲပြစ်နေတာကျွန်တော်တော့တိတ်အပြောင်းလဲဖြစ်လာမယ်လို့မထင်ပါဘူးNUG ကဟိုချန်စီယိုခွာထိုင်တာနဲ့စာရင် NUG ကများပတ်စံရှာများလူစုများလက်နဲ့တက်စင်များတိုက်ဒီလမ်းစဉ်ပဲသွားမှာအဲ့တော့အမေရိကန်နဲ့တရုတ်ကိုဂျားမှာခွာထိုင်မဲ့အစားပတ်စံဘယ်လိုရှာမလဲဆိုတာကိုစဉ်းစားမယ် NUG ဒီပြည်သူရဲ့အလှူငွေတွေပေါ်မှာရေရှည်ရက်တီလို့မရဘူးဆိုတာကိုလည်းသဘောပေါက်ဖို့လိုအပ်တယ်ခဏပဲရမယ်အဲ့ဒါလေးအသက်ဆက်ယုံပဲရမယ်စစ်ပွဲတပွဲမင်းအောင်လှိုင်တို့ကိုအနိုင်တိုက်လိုက်မယ်ရန်မုံငွေကပြည်သူရဲ့အလှူငွေကနေမလာဘူးကိုယ့်ကိုစီးပွားရှာတတ်ရမယ်ပတ်စံဘယ်လိုရှာမလဲသူတို့ဆုံးဖြတ်ရလိမ့်မယ် NUG ခေါင်းဆောင်တွေပတ်စံမရှာတတ်ရင်ဒီဒေါ်လာရေးကြမယ်လက်နဲ့စရုံရှိခြင်းမရှိခြင်းကကျွန်တော်လည်းမသိဘူးဒါပေမဲ့ဒီခေတ်ဒီကာလမှာမြောက်လိုက်ဘုံကျဲနေတာဖြစ်တဲ့အတွက်ဘယ်သူမှဒါဒီဆောက်လို့မရဘူးပတ်စံရှိပြီးဝယ်မှရမှာဥရောပကအရေးကြီးဆုံးဖြတ်ချက်ကိုမပါဘူးဆိုပေမဲ့လေဥရောပသည်ကမ္ဘာကြီးအပြောင်းလဲမှာအင်အားတစ်ခုအနေနဲ့ရှိနေတယ်ဆိုတာဘယ်သူမှညင်လို့မရပါဘူးအဲ့တော့အခုဒီအမေရိကန်ရဲ့အပြောင်းလဲဟာနောက်သမရအပြောင်းလဲမှာဘာလေးတန်ထွက်မလဲကျွန်တော်တို့စောင့်ကြည့်ကြတာပေါ့နောက်၄နှစ်မှာအမေရိကန်တက်လာမယ်အမေရိကန်သမရအသစ်ကဘာပြောမှာလဲတေချာတစ်ခုကတော့သမရထွက်လုပ်ခဲ့တာအလုံးမှားပါတယ်အဲ့တိုင်းငါတို့မလုပ်ပါဘူးအမေရိကန်ရဲ့ back ဆိုပြီးပြန်လုပ်ပြီးဥရောပနဲ့ပြန်လာပေါင်းပါအဲ့ဒါကအများမြောက်လွှင့်ထားတဲ့ကိစ္စပါဒါပေမဲ့အဲ့ဒါမှန်မှန်ကျွန်တော်တို့စောင့်ကြည့်ကြတာပေါ့အဲ့ပေါ့ဒီတရုတ်နဲ့ဆက်ဆံရေးကောင်းမှုအတွက်တော့ဒီဂျားကန်လိုနေတာတော့အမှန်ပဲလေဒါပေမဲ့ NUG ကတရုတ်ကိုဘယ်လိုသွားပြီးတော့အဖြေပေးမှလဲဆိုတာလိုတာပေါ့ NUG မြောက်လိုင်ကိုပြုတ်ချပြီးရင်မြောက်လိုင်ပေးတဲ့အခွင့်အရေးမျိုးကိုတရုတ်ကိုပေးနိုင်လားပေါ့ပြီးတော့တရုတ်မလိုချင်တဲ့အမေရိကန်နဲ့အနောက်နိုင်ငံများကိုမြန်မာနိုင်ငံကမယိမ်းဘူးဆိုတဲ့ဟာကို NUG ကအမခံနိုင်လားပေါ့ပြောချင်တာကNUG ကမြန်မာနိုင်ငံလိုချင်တဲ့ဒီမိုကရေစီအစစ်ကိုမသွားပါဘူးငါတို့လည်းဒီထိုင်းလိုမလေးရှားလိုပဲသွားမယ်ဆိုတော့နောက်ွယ်ကနေပြီးတော့ဂရီကိုပေးထိုင်တော့တရုတ်ကစိတ်ဝင်စားမှာပေါ့အဲ့လိုမှမဟုတ်ပဲငါတို့ကတော့အမေရိကန်ရင်းပြီးတော့ဒီမိုကရေစီအစစ်တွေလွှားမယ်သွားလို့ရင်တော့တရုတ်ကတော့သူ့ရဲ့အိန္ဒိယချင်းမှာအမေရိကန်လိုလားသောအစိုးရတက်လာမှာကိုတော့မလိုလားဘူးဒါသေးကြတယ်အဲ့ဒါကို NUG ကကစားပါလိမ့်မယ်အဲ့တော့ပါတဲ့ဖို့တော့လုံးမှာပေါ့နော်ပြောချင်တာကpower sharing လုပ်မယ်ဆိုတဲ့စကားမျိုးကို NUG ကပြောတဲ့တယ်အဲ့တော့စစ်တပ်ကိုလက်ခံလာဖို့အတွက်တရုတ်ကစီယုံပေးတဲ့တယ်
စစ်တပ်ကအနေဆုံးအဆင့်2008ပုံစံNLD 2010 15ပုံစံမျိုးပြန်ရောက်ပြီးတော့ဘယ်တော့မှအာဏာမသိမ်းတော့ပါဘူးဆိုတဲ့ပြည်သူတွေရဲ့အဆုံးဖြတ်ကနေတဆင့်ပေါ့နော်နိုင်ငံရေးမှာမပါတော့ဘူးဆိုတဲ့ institution တစ်ခုအနေနဲ့လက်ခံမှုတွေတရုတ်ကစစ်တပ်ကိုဖြောင်းပြပေးနိုင်ဖို့အတွက် NUG ကစီးရုံးနိုင်ရင်တော့တိုက်ပြေအများကြီးတက်တာမယ်ဒို့ဒီမဟုတ်ရင်တော့ကျွန်တော်တို့ကသူပြုတ်ကိုပြုတ်တိုက်ရတော့မှာလीလူငယ်တွေကိုပြောချင်တာကဒီလူငယ်တွေရဲ့ PDF လှုပ်ရှားမှုနဲ့ဒီလူငယ်တွေရဲ့လှုပ်ရှားမှုအတိုင်းပြည်ရနာခဲ့ပါအဲ့တော့ကိုကြရခန်းကတာကနေကိုယုံကြည်တဲ့အတိုင်းယုံကြည်ကြည်နဲ့ဇွဲမလျှော့သင့်ဘူးဒါပေမဲ့ကျွန်တော်ပြောသလိုကိုယ့်ရဲ့အသက်အန္တရာယ်လုံခြုံရေးကိုတော့ဦးစားပေးစဉ်းစားသင့်တယ်အသက်ရှင်နေဖို့လိုအပ်တယ်ဒီနေ့သေဆုံးသွားရင်မနေ့ပြန်ဘာမှမသိတော့ဘူးဒါကြောင့်ကိုကြမရေးကိုယူဆိုင်ပါအရေးမစော့ပါနဲ့အသက်အသေးမခံပါနဲ့ဒါလူငယ်တွေကိုအဓိကပြောချင်တာဒီလူငယ်တွေကပဲဒီနိုင်ငံကိုတည်ဆောက်မှာဆက်လက်ပြီးလက်ဆင့်ကမ်းမှာအဲ့ဒါအရှိတရားပါအဲ့တော့ဒီဒေါ်လာကြီးတကယ်လုံးဝမြန်မာနိုင်ငံရဲ့အနာဂတ်ဟာဒီလူငယ်တွေပေါ်မှာပဲမူတည်တယ်လူငယ်တို့ရဲ့ရွေးချယ်မှုကိုကျွန်တော်တို့လူကြီးတွေကဝိုင်းဝန်းထောက်ပံ့ရောလွယ်ပြီးကျွန်တော်တို့မှလည်းဒီတနည်းပဲရှိတယ်ဖြောင်းပြလို့မရဘူးဆိုတာကျွန်တော်သိပါတယ်နော်ကျွန်တော်တို့ကအပြုတ်တိုက်ပြီးအနိုင်တိုက်မယ်ဆိုတာဆုံးဖြတ်ထားပြီးသားဒါပေမဲ့တန်ရေးတမန်ကြီးနဲ့နိုင်ငံရေးအနည်းရလဲဒါစူးစမ်းတင်တယ်ပေါ့ဒါကတော့ option တစ်ခုအနေနဲ့ထားတင်တယ်ဒါပေမဲ့ကျွန်တော်တို့ကဒါကိုမိခိုမှာမဟုတ်ဘူးကျွန်တော်တို့ရဲ့ leverage ပေါ့ကျွန်တော်တို့ကသူတို့ကိုတာစည်းနိုင်ကျွန်တော်တို့ကသူတို့ကိုတာနိုင်တာတစ်ခုပဲရှိတယ်ကျွန်တော်တို့ကပို့ပြီးတော့အင်အားကြီးလာရမယ်ပို့ပြီးတော့သူတို့နှိပ်ကွလို့မရဘူးနှိပ်ကွလေပိုပွားလေပေါ့ကျွန်တော်ပြောသလိုကိုရိုနာဗိုင်းရပ်စ်လို့ပေါ့ကိုဗစ်ဗိုင်းရပ်စ်ပို့လို့ပိုပွားလာရမယ်ကျွန်တော်တို့ကအင်အားကြီးတော့လာမယ်သူတို့ကိုချင်းချောက်နိုင်ရမယ်သူတို့ကို leverage အနေနဲ့ကျွန်တော်တို့ကဖိအားပေးနိုင်ရမယ်ကျွန်တော်တို့ကအသာစီးရှိရင်သူတို့ရှုံးတော့မယ်သူတို့မှရွေးချယ်စရာမရှိဘူးဆိုရင်ဒီတရုတ်ဖိအားနိုင်ငံတကာဖိအားအရာသူတို့ရှော့သွားနိုင်တာပေါ့မဟုတ်ဘူးဆိုရင်လည်းကျွန်တော်တို့ကအပိတိုက်မှာပဲဒါပေမဲ့ကျွန်တော်တို့ကတော့ option အကုန်လုံးကိုစဉ်းစားရမှာပေါ့နော်သူတို့နဲ့ဒါရိုက်ဆွေးနေတာမဟုတ်ဘူးသူတို့ကိုနိုင်တဲ့လူတွေကတဆင်ပေါ့အဲ့ဒါကလေကျွန်တော်တို့မှအင်အားမရှိဘဲနဲ့ဘယ်သူမှကျွန်တော်တို့အထင်မကြီးဘူးလေအခုကျွန်တော်တို့ NUG လုံနေတာကကျွန်တော်တို့အင်အားရှိအောင်ကျွန်တော်တို့တွေပြန်လုံနိုင်တယ်မြို့တွေသိမ်းနိုင်တယ်ကျွန်တော်တို့မှတက်တွေရှိတယ်မျိုးလှုပ်ချင်တယ်လှုပ်လို့မရဘူးဆိုတာကိုအဲ့လိုမျိုးကျွန်တော်တို့ဘက်က leverage သူတို့ကိုချင်းချောက်နိုင်မှသူတို့ကိုဖိအားပေးနိုင်မှသူတို့ကျွန်တော်တို့ကိုကြောက်မှသူတို့ကကျွန်တော်တို့ညှိမှလေကျွန်တော်တို့မှအစွဲမရှိဘဲနဲ့သူကလက်ခံမှာမဟုတ်ဘူးဒါကိုဆိုလို့ကျွန်တော်အဲ့တော့အထက်အောင်နှစ်ဖက်ညှက်တိုင်းမှာမှန်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်နော်ဒါဆိုရင်ကျွန်တော်လည်း like ကိုချတော့မယ်နော်စစ်တပ်နောက်မှာတရုတ်ရှိနေတာတဲ့ဒီစစ်တပ်ကတရုတ်တယောက်တည်းကိုအားကိုးတာမဟုတ်ဘူးသူလိုချင်တဲ့အာဏာရှင်တွေအားလုံးနဲ့သူလိုက်ဆက်သွယ်နေတာရုရှားနဲ့လည်းသူပေါင်းတယ်ဟိုတိုင်းလည်းပေါင်းတယ်အဓိကကတော့သူကဒီရုရှားတရုတ်ဘယ်လာရုစ်ရဲ့တပည့်မွေးခြင်းကိုခံရတာပေါ့ဗျာအဲ့တော့သူနဲ့ကိုချင်းစာတဲ့သူနဲ့ level 2ပေါ့ဘယ်လာရုစ်ဆိုတာလည်းစစ်တပ်ကအာဏာသိမ်းထားတာလေအဲ့တော့အာဏာရှင်ချင်းပြည်သူဘူးဆိုပေါ့ကျွန်တော်တို့ကဒီလမ်းကြောင်းကိုဖျက်တောက်ဖို့ဆိုတာကကျွန်တော်တို့ကပြည်တွင်းမှာရှိတဲ့သူ့အောက်မှာရှိတဲ့လူတွေကိုသူ့ဘက်မလုပ်ပေးအောင်ကျွန်တော်တို့ကဖျက်တောက်နိုင်ရမှာသူ့အောက်မှာရှိတဲ့သူ့ရဲ့စစ်သားတွေသူ့ရဲ့ဝန်ထမ်းတွေနဲ့သူနဲ့ကြားထဲမှာကျွန်တော်တို့ကဂျမ်ဘာဝင်ခံရမှာမြောင်းလိုက်တို့ကအင်တာနက်လိုပဲသူ့ရဲ့စစ်သားတွေသူ့ရဲ့ဝန်ထမ်းတွေကိုအမိတ်ပေးပြီးခိုင်းနေတာအုပ်ချုပ်ရန်တွေကအဲ့တော့မင်းအောင်လိုက်တို့နဲ့အဲ့ဒီအမိတ်ပေးရန်တရားကြောင့်သူ့ရဲ့သူ့အောက်ရဲ့စစ်သားတွေတက်ရင်မှုတွေတက်မှုတွေဝန်ထမ်းတွေကြားထဲမှာကျွန်တော်တို့ကဂျမ်ဘာတစ်ခုဝင်ခံနိုင်ရင်မင်းအောင်လိုက်အမိတ်ကိုအောက်ကိုမစီးဆင်းဘူးအောက်ကလူတွေကကျွန်တော်တို့ဘက်ကိုပါလာတာဆိုရင်မင်းအောင်လိုက်တို့ကလက်နဲ့ချရမှာပဲအဲ့ဒီအဆင့်ကိုကျွန်တော်တို့ကလုံနိုင်ခဲ့တယ်ကျွန်တော်ဂျမ်ဘာဝင်ခံနိုင်ခဲ့တယ်စစ်သားတွေစစ်လက်မတိုက်တော့ဘူးအလံပြူထောင်ပြီးထွက်ပြေးတယ်ဒါပေမဲ့သူတို့အဲ့ဒါကိုကျွန်တော်တို့ရဲ့ဂျမ်ဘာကိုစစ်မှုမထမ်းမနေရဆိုတဲ့ပါစာတွေနဲ့အစားထိုးလိုက်နိုင်တယ်သူတို့ကျွန်တော်တို့ဂျမ်ဘာကိုဖျက်လိုက်နိုင်တယ်နောက်တစ်ခါကျွန်တော်တို့ဂျမ်ဘာတစ်ခုထပ်ထိုးရမယ်ဂျန်တော်တစ်ခုပြန်ထိုးရလိမ့်မယ်
အဲ့ဒီဂျန်တုံးကဘာဖြစ်မလဲဆိုတာကိုကျွန်တော်တို့အားလုံးဝိုင်းဝန်းစဉ်းစားပေးဖို့အကြံဉာဏ်ပေးဖို့လိုအပ်တယ်အဓိကကတော့မင်းအောင်လှိုင်တို့နဲ့အောက်ခြေမှာသူ့အမိတ်ကိုအကောင့်ထဲဖွဲ့တဲ့လူကြားမှာကျွန်တော်တို့ကသွေးခွဲလိုက်နိုင်တယ်တက်ဝင်ရှို့နိုင်တယ်သူတို့အမိတ်နားမခံအောင်ကျွန်တော်တို့ဘက်ကိုပူပေါင်းလာအောင်လုပ်နိုင်တယ်တို့ဒီမို့သူတို့တွေကမပါတော့ဘူးထွက်ပြေးတယ်ဆိုရင်မင်းအောင်လှိုင်တို့ကြီးပဲစစ်တိုက်လို့ရတာမဟုတ်ဘူးအဲ့ဒါကိုကျွန်တော်တို့ကဂျန်တုံးဝင်ထိုးရမယ်ဘယ်လိုထိုးမလဲဘယ်လိုကမလဲအဲ့ဒါကိုဝိုင်းဝန်းအကြံဉာဏ်ပေးဖို့လိုအပ်တယ်ကျွန်တော်တို့ကဒီရိုဟင်ဂျာကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကမတရားမှုကိုပဲစိတ်ဝင်စားတာနော်မတရားတာကိုပဲကျွန်တော်စိတ်ဝင်စားတာသူတို့ရဲ့တမိုင်းကြောင်းတွေသူတို့ရဲ့နိုင်ငံသားဖြစ်မှုတွေအားကျွန်တော်တို့အလုံးမဟုတ်ဘူးကန်ရှင်လူမျိုးတွေသူဖြည့်ရှင်းကြကျွန်တော်တို့ကမင်းအောင်လှိုင်စစ်တပ်ကမတရားလုပ်နေတယ်သူတို့ဒဇာကန်လုပ်နေတယ်မတရားလုပ်နေတာကိုသိတယ်အဲ့ဒါကိုပဲကျွန်တော်တို့ကအမှန်တရားပဲရက်တည်ပေးတာဥပမာရှမ်းကိစ္စရှမ်းလူမျိုးကိစ္စရှမ်းတွေပဲသူဖြည့်ရှင်းရလိမ့်မယ်အဲ့တော့ကျွန်တော်တို့ကအဲ့ဒါတွေကိုစိတ်ဝင်စားဘူးဒါပွင့်လင်းဆုံးပြောတာဘာကြောင့်လဲအဲ့ဒီတမိုင်းကြောင်းကိုကျွန်တော်တို့လည်းမသိဘူးကိုတော်မျိုးရိုးပဲရလာလဲဆိုတာအခုဒီအကုန်မသိသေးဘူးဒါအပွင့်လင်းဆုံးပြောတာနော်ကျွန်တော်အဖိုးတွေဘယ်မျိုးကလာတယ်အိန္ဒိယဘယ်နိုင်ငံကျွန်တော်လည်းမသိဘူးအဲ့ဒီသတင်းချက်လည်းကျွန်တော်တို့မှမရှိဘူးအဲ့တော့ကိုကိစ္စတော့ကိုမသိတဲ့ကိစ္စသူများကိစ္စကိုဝင်ပါဖို့ဆိုတာအဝေးကြီးပဲကန်ရှင်တွေဖြည့်ရှင်းကြပြီးတော့တို့ငင်းကြခုံကြတရားရုံးမှာဖြည့်ရှင်းကြဥပဒေနဲ့ဖြည့်ရှင်းကြဒါပေမဲ့ဒီလူတွေကိုမတရားလုပ်နေတာကိုတော့ကျွန်တော်တို့ကလက်မခံနိုင်ဘူးเนาะဒါကကျွန်တော်ရဲ့ရက်တီချက်ပုတ်ပွင့်လင်းလင်းမှာပြောချင်တာကတစ်ဖက်သက်ပြောတာဘယ်သူပြောတာမှမယုံဘူးလေဒါတွေကတမိုင်းရှိတယ်လေအေဂရုကလူကလည်းပြောချင်တာကဥကကြီးကလည်း तू မှန်တယ်ပြောမယ်ဥခခွေကလည်းမှန်မယ်ဥခငယ်ကလည်းမှန်မယ်အဲ့ဒါတွေအားလုံးဒီတမိုင်းပညာရှင်တွေဥပဒေပညာရှင်တွေနဲ့ဒါဖြည့်ရှင်းကြရမယ်ကဘာကြီးနဲ့ရှင်ပြီးဖြည့်ရှင်းကြရမှာအဲ့တော့တစ်ဖက်သက်ကြီးပြောတာဒါကြောင့်လည်းတရားရုံးရဲ့ဆုံးဖြတ်ချက်ကိုကျွန်တော်လက်ခံတယ်ရိုဟင်ဂျာဘက်ကလည်းသူခံရတာပြောမယ်ဟိုဘက်ကလည်းမဟုတ်ဘူးညင်းမယ်အဲ့ဒါတရားသူကြီးတွေဆုံးဖြတ်ပဲဒါဒီကျွန်တော်တို့တာမန်ပြည်သူကအကုန်မသိနိုင်ဘူးဒါပေမဲ့ကျွန်တော်တို့သိတာတခုဒီရိုဟင်ဂျာတွေကိုမင်းအောင်လှိုင်စစ်တပ်ကမတရားလုပ်နေတယ်အဲ့ဒါတော့ကျွန်တော်တို့သိတယ်အကြောင်းကျွန်တော်တို့အမှန်တရားပဲရက်တည်တယ်တရားမျှတမှုရရှိဖို့အတွက်ကျွန်တော်တို့ကကူညီတယ်ဝိုင်းဝန်းတယ်ရိုဟင်ဂျာတွေဘက်ကဂမ်ဘီယာကနိုင်မှမင်းအောင်လှိုင်ကိုကျွန်တော်တို့ကဖမ်းချုပ်လို့ရမှာတို့ဒီမို့မင်းအောင်လှိုင်ကိုကျွန်တော်တို့အေးအေးယူလို့ရမှာအဲ့ဒီအတွက်ကျွန်တော်တို့ဒီမှန်ကန်တဲ့ဘက်ကရက်တည်တယ်မှန်တယ်သူတို့ရဲ့ချင်းရောကွန်မန့်ကိုဖျက်ပြရမှာမှန်ပါတယ်နိုင်ငံသားရောက်နေတဲ့လူငယ်တွေအားလုံးကိုပြောချင်တာကဥပဒေတွေကိုလေ့လာပါနော်ကိုယ်နိုင်ငံကိုရဲ့အနာဂတ်အတွက်တတ်နိုင်တဲ့ဘက်ကကူညီဝိုင်းဝန်းပေးပါကိုရောက်ရှိတဲ့နိုင်ငံမှာထူးချွန်ပြောင်မြောက်တဲ့နိုင်ငံရေးထဲမှာဝင်ပါလွှတ်တော်ကိုယ်စားလှယ်တွေဖြစ်အောင်လုပ်ပါကြီးပွားချမ်းသာအောင်လုပ်ပါပညာတတ်အောင်လုပ်ပါဥပဒေပညာရှင်တွေလုပ်အောင်ဖြစ်အောင်လုပ်ပါအရေးကြီးတာကကိုရောက်တဲ့နိုင်ငံတွေမှာလွှတ်တော်ကိုယ်စားလှယ်နဲ့လွှတ်တော်ထဲမှာနိုင်ငံရေးသမားတွေဖြစ်ရင်မြန်မာနိုင်ငံရေးကိုရောက်တဲ့နိုင်ငံရဲ့အစိုးရကိုကတွန်းအားပေးပြီးတော့ဥပဒေလမ်းကြောင်းနဲ့ဝင်ပြောလို့ရမယ်အဲ့တော့နိုင်ငံသားမှာရောက်နေတဲ့မြန်မာနိုင်ငံသူနိုင်ငံသားများကလေးငယ်များအားလုံးတက်ဆိုင်ရာနိုင်ငံရေးလောကတွေနိုင်ငံရေးပါတီတွေဝင်ပြီးတော့ခေါင်းဆောင်အဲ့ဒီနိုင်ငံမှာတိုင်းပြည်ခေါင်းဆောင်တွေဖြစ်အောင်လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်အောင်တရားသူကြီးချုပ်တွေရှေ့နေချုပ်တွေဗန်လုပ်ငန်းအကြီးအကဲတွေစေယုံအုပ်ကြီးတွေဖြစ်အောင်စူးစမ်းကြပါလို့ကျွန်တော်ကတော့တိုက်တွန်းခြင်းပါတယ်ကျွန်တော်သားသမီးတွေကိုလည်းကျွန်တော်အဲ့လိုပဲတိုက်တွန်းပါတယ်ကျွန်တော်သားသမီးတွေဆိုရင်ကျွန်တော်အစိုးရဝန်ထမ်းလုပ်ဖို့ပဲတိုက်တွန်းတာသူတို့ဝါသနာမှာပါတော့ကျွန်တော်မတတ်နိုင်ဘူးကျွန်တော်အစိုးရဝန်ထမ်းပဲလုပ်စေချင်တယ်သက်ဆိုင်ရာနိုင်ငံတွေမှာအစိုးရဝန်ထမ်းတွေဝင်လုပ်ပါအဲ့ဒါကိုနိုင်ငံတကာရောက်လူငယ်များကိုကျွန်တော်ကတိုက်တွန်းခြင်းပါတယ်အဲ့တော့ကျွန်တော်တို့ကတော့အမှန်တရားအနေနဲ့ပဲရက်တည်တယ်เนาะကျွန်တော်တို့ကအမှန်တရားအနေနဲ့ပဲရက်တည်တယ်ရိုဟင်ဂျာကိစ္စဒီ ICJ ကိစ္စမှာဒီဂမ်ဘီယာကပဲနိုင်စေခြင်းတယ်မင်းအောင်လှိုင်တို့ကိုရှုံးစေခြင်းတယ်ဒါကျွန်တော်တို့ရဲ့ရက်တည်ချက်ပဲ
အဲ့တော့နိုင်ငံတကာရောက်မြန်မာနွယ်ဖွားများတကဘာလုံးမှာရှိတဲ့မြန်မာနိုင်ငံသားများအားလုံးတက်ဆိုင်ရာနိုင်ငံတွေအစိုးရဝန်ထမ်းဝင်လုပ်ပါရှေ့နေချုပ်တွေလုပ်ပါအင်ဂျင်နီယာချုပ်တွေဆရာဝန်ကြီးတွေဖြစ်အောင်လုပ်ပါပြီးတော့တက်ဆိုင်ရာနိုင်ငံတွေရဲ့လွှတ်တော်တွေမှာမြို့နယ်ကောင်စီတွေမှာအုပ်ချုပ်ရေးရန်တရားတွေမှာဝင်ပါလွှတ်တော်အကြီးအကဲတွေလွှတ်တော်ကိုယ်စားနိုင်ငံရေးသမားတွေနိုင်ငံရေးပါတီတွေဝင်ပါအိမ်နိုင်ငံတွေမှာထဲဝင်ပါမှသာလေမြန်မာအရေးကိုဝင်ပြီးကူညီရမယ်ကျွန်တော်လမ်းပေါ်ထွက်ပြီးဆန္ဒပြနေရတဲ့ဆိုင်အဲ့ဒီနိုင်ငံဥမာအခုဒီပါလက်စတိုင်းကိစ္စဆိုရင်ကျွန်တော်တို့အထူးယူဖို့ကောင်းတယ်အဲ့တော့ဒီပါလက်စတိုင်းကိုထောက်ခံတဲ့လူတော်တော်များများဟာလွှတ်တော်ထဲမှာရောက်နေကြပြီသူတို့နိုင်ငံရေးပါတီတွေမှာရောက်နေပြီဒါကြောင့်သူတို့ရဲ့ဒီ contact တွေပေါ့နော်သူတို့ရဲ့အသည့်တွေနဲ့နိုင်ငံခေါင်းဆောင်တွေကိုသူတို့ကတွန်းအားပေးနိုင်တယ်လမ်းပေါ်မှာထွက်ပြီးဆန္ဒပြရုံနဲ့ပဲမလုံလောက်ဘူးအဲ့တော့ကျွန်တော်တို့ကမ္ဘာပေါ်မှာရောက်နေတဲ့အမေရိကမှာရောက်နေတဲ့မြန်မာနိုင်ငံသားများအ ਨੇ ဆုံးမြို့နယ်ကောင်စီတွေမှာဝင်ရွေးခံပါမြို့နယ်ကောင်စီဝင်တွေမြို့နယ်မှာအုပ်ချုပ်တဲ့လူတွေမြို့နယ်ရှေ့နေချုပ်တွေတရားသူကြီးချုပ်တွေဆရာဝန်ကြီးတွေပြီးတော့ပြည်နယ်ဥက္ကဋ္ဌတွေပြည်နယ်လွှတ်တော်တွေနော်ဒါဆိုနယူးယောက်မြို့တော်ဝန်ဆိုရင်ဒါကျွန်တော်တို့အလွန်အမတန်ချီးကျူးရတယ်သူ့လူမျိုးနယူးယောက်ပြည်နယ်မှာအုပ်ချုပ်မျိုးဝင်လောက်တာတို့နောက်ပြီးတော့ AOC ဆိုရင်လည်းနော်ရှင်းပြောရင်သူဒီဇဝဲတို့တယောက်ပဲနော်အမေရိကမှာမွေးတဲ့အတွက်သူအင်္ဂလိပ်စကားကောင်းအောင်ပြောတတ်တယ်နော်ကြီးတဲ့အတွက်အဲ့တော့သူဗလိုင်းကြီးလွှတ်တော်ကိုယ်စားလှယ်ဝင်ရွေးခံတာနိုင်သွားတာပဲအခုသူ့ရဲ့စကားဒီပေါက်ရောက်တယ်သူဒီသမရလောင်းတော်ဝင်ရွေးခံတော့မှာကျွန်တော်တို့အမေရိကမှာရောက်နေတဲ့မြန်မာနိုင်ငံသားငွေရတဲ့ကလေးတွေအင်္ဂလိပ်စကားဖွင့်နေအောင်ပြောတတ်တဲ့ကလေးတွေဘာလို့အဲ့လိုဝင်မလုပ်တာလဲဘာကြောင့်ကိုသက်ဆိုင်ရာပြည်နယ်တွေမြို့နယ်တွေမှာလွှတ်တော်ကိုယ်စားလှယ်အဝေးရွေးမခံတာလဲဘာကြောင့်ရှေ့နေတွေပညာရေးသင်ပြီးတော့အစိုးရရှေ့နေတွေလုပ်ပြီးတော့တရားသူကြီးချုပ်တွေရှေ့နေချုပ်တွေဝင်ရွေးမခံတာလဲအဲ့ဒါဒီကျွန်တော်တို့လုပ်ဖို့လိုအပ်တယ်အင်္ဂလန်မှာလည်းထုံနည်းလည်းကောင်းမယ်ဥရောပမှာလည်းထုံနည်းလည်းကောင်းမယ်ကနေဒါမှာလည်းထုံနည်းလည်းကောင်းမယ်အဲ့တော့အဲ့ဒါမှသာလေအဲ့လွှတ်တော်တွေမှာဝင်ထိုင်ပြီးမှအဲ့ဒီကကိုယ့်ရဲ့ဝန်ကြီးချုပ်တွေသမ္မတတွေကိုကိုယ်ကဖိအားပေးလို့ရတယ်အခုသူအမေရိကန်သမ္မတဒေါ်နယ်ထရန့်ဆွတ်ဆွဲနေတဲ့အီမာပေါ့နော်သူဆိုမာလီယာကောင်မလေးသူကအခုဒီမင်နီဆိုတာကသူဆိုရင်အမေရိကန်မှာမွေးတာမဟုတ်ဘူးအမေရိကန်မှာလူငယ်ဘဝနဲ့ရောက်လာတာကျောင်းတက်တယ်သူနိုင်ငံရေးပါတီကနေလွှတ်တော်ကိုယ်စားလှယ်လုပ်တယ်ဒီနေ့ဆိုရင်အမေရိကန်မှာအရေးပါအရာရောက်ပြီးတော့သမ္မတဒေါ်နယ်ထရန့်ကိုတိုင်ကားကိုကအာယုံစူးစိုက်ရပြီတစ်ချိန်လုံးသူ့နာမည်သုံးပြီးတော့သူ့ကိုတိုက်ခိုက်နေရလောက်အထိရောက်အောင်မြင်တယ်သူဒီအမေရိကန်ရောက်ပြီးအနှစ်20အတွင်းမှာဒီလိုအောင်မြင်အောင်သူလုပ်သွားနိုင်တယ်ပြောချင်တာကကျွန်တော်တို့မြန်မာနိုင်ငံသားတွေလည်းဒါမျိုးလုပ်စေချင်တယ် UK မှာလည်းလုပ်စေချင်တယ်နော်ဒါမှသာလျှင်ကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာဒီမိုကရေစီနဲ့မြန်မာတော်လှန်ရေးကိုထဲဝင်ဝင်ပါနိုင်မယ်သူတို့ကိုနမူနာယူပါနော် AOC ဆိုရင်ဒါခရစ်ယာန်မှာသူမွတ်စလင်မဟုတ်ပါဘူးနော်ဒီနယူးယောက်ကသူဆိုဗလိုင်းကြီးသူဒီအရင်တုန်းကဇပွဲတို့ပါထပ်ပြောလိုက်အောင်မယ်ကျွန်တော်တို့အခု UK ဝန်ကြီးချုပ်UK ရဲ့ Conservative Party ရဲ့ဒီခေါင်းဆောင် Mrs. Kemi Badenoch က UK မှာမွေးတယ်ပြီးတော့သူအာဖရိကနိုင်ငံဖြစ်တဲ့သူပြောတဲ့အာနာရှင်နိုင်ငံပဲကျွန်တော်နိုင်ငံမှားမှာဆိုနိုင်ဂျီးယားလားပါလားမသိဘူးနိုင်ငံမှားမယ်နော်ကျွန်တော်နိုင်ငံမှာသူမိဘတွေကအိမ်မှာဟိုကျွန်တော်ထင်တယ်ရှေ့နေလားစီးပွားရေးတော့ပြန်လို့တော့သူအိမ်မှာတက်ပြန်ကြီးတယ်သူအသက်16နှစ်ရောက်မှသူခြေတော့ပေါ်သူရက်ပြီးတော့သူက UK နိုင်ငံသားဖြစ်လို့တဲ့ UK ကိုပြန်လာတယ်သူဒီမက်ဒိုနာမှာစပွဲတော့ဝင်လောက်ခဲ့တာအေးရနေမှာသူဒီယနေ့ပါတီတဲဝင်တယ်သူတော်တယ်တက်ကြွတယ်ပြီးတော့အရင် conservative အစိုးရမှာဝန်ကြီးတွေဖြစ်ခဲ့တယ်ဒီနေ့ပါတီခေါင်းဆောင်နဲ့အတိုက်ခံဝန်ကြီးချုပ်တောင်ဖြစ်နေပြီအာဖရိကလူမဲကောင်းပါလေးပါဟုတ်ပြီနော်သူဗြိတိရှနိုင်ငံမှာ UK နိုင်ငံမှာရောက်နေတာအနှစ်30လောက်ပဲရှိသေးတယ်သူစူးစမ်းတာဟုတ် UK နိုင်ငံမှာမြန်မာနွယ်ဘွားတွေဥနေဝင်ပြည်သူပိုင်သိန်းထဲကရောက်နေတဲ့လူတွေအများကြီးရှိတယ်အနှစ်ပေါင်း40 50 60ရောက်နေတဲ့လူတွေရှိတယ်တယောက်မှ UK နိုင်ငံကြီးလောကထဲမှာထွက်မလာဘူးကျွန်တော်စူးစမ်းဖို့လိုတယ်ကျွန်တော်အိမ်ကကလေးတွေကိုလည်းကျွန်တော်မြောက်ပေးတယ်မလို့နိုင်ငံရေးပါတီဝင်လောက်ကြအစိုးရလုပ်ကြသူတို့မှဝါသနာမှာပါတာအဲ့လိုမျိုးကျွန်တော်တို့မြန်မာသားသမီးတွေကအဲ့လိုဖြစ်နေတာဝင်မပါဘူးစီးစိမ်ခံနေကြတယ်အခုမှလူခွင့်ရေးတွေနဲ့ပျော်ပါနေကြတယ်ဂိမ်းတွေဆော့နေကြတယ်ရေမှန်းချက်မကြီးဘူးဒါကြောင့်
တကဘာလုံးမှာရောက်နေတဲ့မြန်မာနွယ်ဘွားလူငယ်များကိုပြောချင်တာနိုင်ငံရေးပါတီတွေမှာဝင်ပါကြသူများလှုပ်တာအားမကြဘူးလားကျွန်တော်တို့ကပါခြင်းလို့ပါမြောက်ကျွန်တော်တို့ကဒီနိုင်ငံမှာကြီးတာလည်းမဟုတ်ဘူးဒီနိုင်ငံကလည်းကျောင်းတွေမှာပညာသင်ခဲ့တာမဟုတ်ဘူးဒီနိုင်ငံစကားကိုလည်းကျွန်တော်တို့ကလည်းလဲဝဲမပြောတတ်ဘူးသူတို့တွေကဒီနိုင်ငံမှာလာကြီးတာဒီနိုင်ငံစကားကိုမိခင်ဘာသာစကားလို့ပြောတတ်တယ်ဒီနိုင်ငံအကြောင်းသူတို့သိတယ်ဒီနိုင်ငံအကြောင်းတွေတက်ထားတယ်သူတို့ဝင်ပါလို့ရတယ်စူးစမ်းဖို့သူများတော့လှုပ်လို့ဖြစ်သေးတာပဲကဲရီရှီဆူနဲ့နော်ရီရှီဆူနဲ့ဆိုရင်သူမိဘတွေကဒီနိုင်ငံကိုဥရောပအာဖရိကကနေရွှေ့လာတယ်ဒီနိုင်ငံမှာသူကြောင်းတက်တယ်နော်သူကတော့ချမ်းသာတာပေါ့ဗျာသူမိဘတွေကဆရာဝန်လည်းဖြစ်တယ်ဒီဆေးဆိုင်တွေပိုင်တယ်လူလက်တန်းစားပေါ့ပုဂ္ဂလိကကျောင်းတွေတက်ခဲ့ရတယ်ဘော်ရဲယူဆွေတို့တက်ခဲ့တယ်ပုဂ္ဂလိကကျောင်းတွေ UK အစိုးရကျောင်းမဟုတ်ဘူးနော်ပုဂ္ဂလိကကျောင်းတွေတက်ခဲ့ရတယ်အဲ့ကနေမှသူစူးစမ်းတယ်နိုင်ငံရေးပါတီဝင်တယ်အခုသူဖြစ်တာပဲကျွန်တော်ဆိုလိုချင်တာကကျွန်တော်တို့မြန်မာနွယ်ဘွားတွေကအနောက်နိုင်ငံတွေကိုရောက်နေတာမျိုးဆက်20-30ရှိနေပြီ